F1 ဆိုတာပါလေ F1 ဆိုတာအရှည်ကောက်က Formula 1 လို့ခေါ်တဲ့ကမ္ဘာပေါ်မှာအမြန်ဆုံးနည်းပညာအမြင့်ဆုံးကားပြိုင်ပွဲဖြစ်ပါတယ်။ FIA လို့ခေါ်တဲ့အပြည်ပြည်ဆိုင်ရာမော်တော်ကားအဖွဲ့ချုပ်က F1 ကားပြိုင်ပွဲတွေကိုစီမံခန့်ခွဲပါတယ်။ဒါဆိုရင်မေးစရာရှိတာက F1 ကားပြိုင်ပွဲတွေကိုလုပ်တဲ့ FIA ကိုဘယ်နိုင်ငံကစတင်တာလဲဘယ်ချိန်ကစတာလဲဘယ်သူကစလုပ်တာလဲFIA ကိုဘယ်နိုင်ငံကစတင်တာလဲဆိုတော့ FIA ကပြင်သစ်နိုင်ငံပဲရစ်မှာတည်ရှိပါတယ်။ FIA ကိုဘယ်ချိန်မှာစတင်ခဲ့တာလဲဆိုတော့ကမ္ဘာမော်ဒါစဖို့သမိုင်းထဲမှာအလွန်အရေးကြီးတဲ့1904ခုနှစ်မှာစတင်ခဲ့တယ်။အဲ့ဒီအချိန်မှာကားတွေစပေါ်လာပြီးနိုင်ငံအလိုက်မှာပြိုင်ပွဲတွေကိုမတူညီတဲ့စီးမျိုးတွေသုံးပြီးပြုလုပ်နေကြတယ်။အဲ့ဒီတုန်းကစီးမျိုးတစ်ခုတည်းမရှိသေးလို့ပြဿနာတွေများနေတဲ့ကာလဖြစ်တဲ့ FIA ကိုဘသူကစလုပ်တာလဲဆိုရင်လူတစ်ယောက်တည်းနဲ့မဟုတ်ပါဘူး။အဖွဲ့အစည်းတွေစုပေါင်းပြီးတည်ထောင်ခဲ့တာဖြစ်ပါတယ်။အဖွဲ့အစည်းတွေစုပေါင်းပြီးတည်ထောင်ခဲ့တဲ့နိုင်ငံတွေကပြင်သစ်၊အင်္ဂလန်၊ဘယ်လ်ဂျီယမ်၊အီတလီနဲ့အမေရိကန်တို့ဖြစ်ပါတယ်။အဲ့ဒီနိုင်ငံတွေကအော်တိုမိုဘိုင်းကလပ်တွေစုပေါင်းပြီးကမ္ဘာလုံးဆိုင်ရာမော်ဒါစပို့အုပ်ချုပ်ရေးအဖွဲ့ကိုဖန်တီးခဲ့တဲ့ FIA ရဲ့မူလနာမည်ကအပြည်ပြည်ဆိုင်ရာအတိအမှတ်ပြုအော်တိုမိုဘိုင်းကလပ်များအဖွဲ့ဖြစ်တယ်။1946ခုနှစ်မှာ FIA လို့ပြောင်းခဲ့ပါတယ်။ FIA ကိုဘာကြောင့်ဖွဲ့ခဲ့တာလဲ။ FIA ကိုဖွဲ့စည်းခဲ့တဲ့အဓိကရည်ရွယ်ချက်တွေကနိုင်ငံတကာကားပြိုင်ပွဲတွေကိုစီးမျိုးတစ်ခုတည်းချမှတ်ဖို့ရယ်ပြိုင်ပွဲတွေကိုတရားမျှတအောင်ထိန်းသိမ်းဖို့ရယ်ဒရိုက်ဘာတွေရဲ့လုံခြုံရေးတိုးတက်စေဖို့ရယ်ကမ္ဘာလုံးဆိုင်ရာချန်ပီယံပြိုင်ပွဲတွေကိုတရားဝင်အသိအမှတ်ပြုဖို့ဖြစ်ပါတယ်။ FIA ကိုနောက်ပိုင်းဘယ်နိုင်ငံတွေကပါဝင်လာလဲဆိုတော့FIA မှာအစောပိုင်း1904-1930တုန်းကဥရောပနိုင်ငံတွေပိုများတယ်။ပါဝင်လာတဲ့နိုင်ငံတွေကဂျာမနီ၊စပိန်၊ဆွစ်ဇာလန်၊နယ်သာလန်တို့ဖြစ်တယ်။ပါလာတဲ့အကြောင်းကကားစက်မှုဖွံ့ဖြိုးလာပြီးကားပြိုင်တဲ့ပြေးလမ်းတွေရှိတယ်ပြီးတော့အော်တိုမိုဘိုင်းကလပ်လည်းရှိပြီးသားဖြစ်လို့ပါ။ဒုတိယကမ္ဘာစစ်ဖြစ်ပြီးနောက်ပိုင်း1945မှာFIA လို့နာမည်ပြောင်းပြီးကမ္ဘာလုံးဆိုင်ရာဖြစ်လာတဲ့အဲ့ဒီနောက်ပိုင်းနိုင်ငံတွေပိုပြီးပါဝင်လာတယ်။ပါဝင်လာတဲ့နိုင်ငံတွေကဂျပန်၊ဩစတြေးလျ၊အာဂျင်တီးနား၊ဘရာဇီးတို့ဖြစ်တယ်။ခုခေတ်မှာတော့ကမ္ဘာချန်ပီယံပြိုင်ပွဲကြီးဖြစ်လာပြီးအာရှရောအာဖရိကရော UAE နိုင်ငံတွေပါမကျန်ပါဝင်လာခဲ့တယ်။အခုဆိုရင် FIA အဖွဲ့ဝင်နိုင်ငံပေါင်း240ကျော်ပါဝင်နေပါပြီ။ FIA မှာနိုင်ငံအနေနဲ့ပါဝင်နေဆိုတာအစိုးရတရက်အနေနဲ့ပါဝင်တာမျိုးမဟုတ်ပဲအဲ့ဒီနိုင်ငံကမော်တော်ကားအသင်းကလပ်တစ်ခုတည်းကသာပါဝင်တာမျိုးပါဥပမာ UK ကမော်ဒါစပို့ UK ဆိုတဲ့အော်တိုမိုဘိုင်းကလပ်ကပဲပါဝင်တာပါဘာလို့အဖွဲ့အစည်းတွေပေါင်းပြီးလုပ်တာလဲအကြောင်းရင်းတက်ကကားပြိုင်ပွဲတွေကနိုင်ငံတနိုင်ငံထက်ကျော်လာလို့ပါ1900ဝန်းကျင်ကာလမှာကားပြိုင်ပွဲတွေဟာနိုင်ငံတနိုင်ငံထဲမှာမပြိုင်တော့ပဲနိုင်ငံကျော်ပြိုင်ပွဲတွေဖြစ်လာပါတယ်ဥပမာပြင်သစ်ကပြိုင်ပွဲလုပ်ပြီးအီတလီကားတွေနဲ့ပြိုင်တာမျိုးရဲ့အင်္ဂလန်ဒရိုက်ဘာကဘယ်လ်ဂျီယမ်ရဲ့ပြိုင်လမ်းမှာမောင်းရတာမျိုးတွေလုပ်လာတာကြောင့်ပါပြဿနာကနိုင်ငံတိုင်းကစီးမြင့်တွေမတူတာတွေကားသတ်မှတ်ချက်မတူတာတွေအရှုံးအနိုင်ဆုံးဖြတ်နည်းမတူတာတွေကြောင့်ပြိုင်ပွဲတွေရှုပ်ထွေးလာပြီးမျှတမှုမရှိဖြစ်လာတယ်။ကျောင်းရင်းနှစ်ကနိုင်ငံတနိုင်ငံတည်းကိုမယုံကြည်နိုင်တော့လို့ပါအဲ့ဒီခေတ်ကမော်ဒါစပို့ကိုတနိုင်ငံတည်းကထိန်းချုပ်ရင်ကိုယ်နိုင်ငံကိုအသာပေးမလားဆိုတဲ့မယုံကြည်မှုတွေရှိလာတာကြောင့်အဖွဲ့အစည်းတွေစုပေါင်းပြီးအာဏာကိုမျှဝေမယ်ဆိုရင်တော့ဆုံးဖြတ်ချက်တွေကမျှတမှုရှိလာနိုင်တဲ့အတွက်ကြောင့်နိုင်ငံတနိုင်ငံတည်းကပြိုင်ပွဲတွေကိုမလုပ်တော့ဘဲနိုင်ငံတွေကကားအဖွဲ့အစည်းတွေကိုစုပေါင်းပြီးလုပ်ရတာပါဒီလိုပုံစံကို International Federation Model လို့ခေါ်တယ်ဒါဆိုရင် FIA ကဘလို့ဆုံးဖြတ်ချက်ချတာလဲတဦးတယောက်တည်းကဆုံးဖြတ်ချက်ချတာလားဆိုတော့အဲ့လိုတယောက်တည်းကဆုံးဖြတ်ချက်ချတာမဟုတ်ဘူးသူတို့မှာအဓိကအဆင့်တွေရှိတယ်ကမ္ဘာမော်ဒါစပို့ကောင်စီလို့ခေါ်တဲ့ World Motor Sport Council ရဲ့ FIA ရဲ့ဥက္ကဋ္ဌရဲ့အဖွဲ့အစည်းရဲ့ကော်မတီတွေရဲ့ရှိပါတယ်
World Motor Sport ကောင်စီကအရေးကြီးဆုံးပါပဲ Motor Sport ဆိုင်ရာမှာအာဏာအရှိဆုံးအဖွဲ့ဝင်အယောက်30ကျော်ကကိုယ်စားလှယ်ပါသူတို့ကစီးမြုံပြောင်းတာတွေချန်ပီယံကိုအတည်ပြုပေးတာတွေနည်းပညာပိုင်းဆိုင်ရာစီးမြုံတွေချတာတွေကိုလုပ်ပါတယ် F1 ပြိုင်ပွဲတွေကိုပြိုင်ဖို့ပထမဆုံးဘယ်လိုလေ့ကျင့်ရမလဲဘာတွေလိုအပ်လဲဘယ်ရွယ်ကစလေ့ကျင့်ရမလဲF1 driver ဖြစ်ဖို့ဆိုတာတညာတည်းလေ့ကျင့်ရုံနဲ့ဖြစ်လာနိုင်တာမဟုတ်ဘူးကလေးဘဝကတည်းကစနစ်တကျလေ့ကျင့်ပြီးအဆင့်လိုက်တက်လာရတဲ့ professional အသက်မွေးဝမ်းကြောင်းတစ်ခုဖြစ်တဲ့ F1 ဆိုတာကမ္ဘာပေါ်မှာအဆင့်မြင့်ဆုံးတယောက်တည်းစီးရတဲ့ကားပြိုင်ပွဲဖြစ်တာကြောင့်ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာနဲ့နည်းပညာပိုင်းဆိုင်ရာအားလုံးကိုတစ်ပြိုင်နက်တည်းလိုအပ်တယ်အဆင့်1 F1 ပြိုင်ဖို့ဘယ်ရွယ်ကစလေ့ကျင့်ရမလဲဆိုရင်အသက်9နှစ်ကနေ10နှစ်အတွင်းကစပြီးလေ့ကျင့်ကြတယ်။ပထမဆုံးစတင်ရမယ့်အဆင့်ကကားတင်းလို့ခေါ်တဲ့ F1 လိုကားပုံစံကိုခလေးစီးတဲ့ကားလိုမျိုးကိုမောင်းပြီးလေ့ကျင့်ရာကစတယ်။ကားတင်းဆိုတာမော်တာစပို့ရဲ့အခြေခံအုတ်မြစ်ဖြစ်ပြီးစတီယာရင်ထိန်းတာတွေကားပြိုင်တဲ့ပတ်လန်းတွေဘရိတ်နင်းတာတွေရှေ့ကကားကိုဘလို့ကြော်တက်ရမလဲဆိုတာတွေအားလုံးကိုဒီအဆင့်မှာသင်ယူရတယ်။ကားရင်းမှာဘာတွေလေ့ကျင့်ရလဲဆိုတော့ကားကိုအကွေ့တွေမှာဘလို့ကွေ့လဲဆိုတာရဲ့ဘရိတ်ကိုဘယ်ချိန်မှာဘလို့နင်းရမလဲဆိုတာရဲ့ကားချင်းတိုက်ခိုက်ရှင်ပြိုင်တာရဲ့ကားပြိုင်တဲ့အခါလိုအပ်တဲ့အခြေခံတွေကိုလေ့ကျင့်ရတယ်ဒါကြောင့် F1 driver တွေအားလုံးနီးပါးကကားတင်းကိုမလွဲမသွေသင်ရတယ်အဆင့်2ကတော့ကားတင်းပြီးရင်ဖော်မြူလာအဆင့်တွေတက်ရတာပါကားရင်းမှာထူးချွန်လာရင်တယောက်စီးဖော်မြူလာကားအဆင့်ကိုတက်ရောက်ရတယ်တက်ရမယ့်အဆင့်တွေက F4, F3, F2, F1 ဆိုပြီးရှိတယ်။ F4 ကအနိမ့်ဆုံးအဆင့်ဖြစ်ပြီး F1 ကတော့အမြင့်ဆုံးအဆင့်ပဲ FIA ကသတ်မှတ်ထားတဲ့စူပါလိုင်စင်အမှတ်တွေကို F2 နဲ့ F3 မှာစုဆောင်းရတယ်။အဆင့်3မှာတော့ F1 ကိုပြိုင်ဖို့လိုအပ်တဲ့အရာတွေကတော့နံပါတ်1ကားမောင်းစကေးအရှိန်နှုန်းမှာကားကိုထိန်းတာတွေလိုအပ်တဲ့နေရာမှာဘရိတ်နင်းတာတွေနံပါတ်2ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးဒရိုက်ဘာကလယ်ဘင်းတွေတန်မာဖို့လိုတယ်အာယုံကြောတွေကောင်းဖို့လိုတယ်နှလုံးတွေအဆုတ်တွေအမြင်အာယုံတွေကောင်းဖို့လိုတယ်နံပါတ်3ကစိတ်ကျန်းမာရေးစိတ်ဖိအားမှုတွေခံနိုင်ရမယ်စိတ်ဆုံးဖြတ်ချက်တွေအမြန်ချနိုင်ရမယ်အာယုံစိုက်မှုအားကောင်းရမယ်နံပါတ်4ကတော့နည်းပညာပိုင်းဆိုင်ရာပါခေတ်ရှေ့ပြေးတဲ့နည်းပညာတွေလေ့ကျင့်ရေးနည်းပညာတွေကားတွေရဲ့နည်းပညာတွေကားပြုပြင်ရေးနည်းပညာတွေအစရှိတာတွေအကုန်လိုအပ်ပါတယ်ဒါကြောင့် Formula 1ဆိုတဲ့ကမ္ဘာပေါ်မှာနာမည်ကြီးဆုံးကားပြိုင်ပွဲကိုပြိုင်ဖို့ဆိုတာလွယ်ကူတဲ့ကိစ္စတော့မဟုတ်ဘူးလေ့ကျင့်မှုတွေတင်ယူမှုတွေဘဝကိုပေးဆက်မှုတွေကျန်းမာတန်ဆွမ်းမှုတွေနည်းပညာတိုးတက်မှုတွေအများကြီးလိုအပ်ပါတယ်ကျမတို့ရဲ့ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေကိုလည်းဆက်ပြီးအားပေးပါဦးနော်